အတားကြီးနဲ့တရုပ်ဆောင်ခဲ့ရတဲ့အတွက်အများကြီးရင်ခုန်မိပါတယ်ဒါပေမဲ့သူတို့အားလုံးကတားထင်တယ်လို့မဟုတ်ခဲ့ပါဘူးရောင်မျိုးမျိုးမွေးနေပုံပုံတရန်တွေနေအားလုံးပဲမင်္ဂလာပါခင်ဗျာဒါနဲ့မရတော့ထူကိုလို့ခေါ်ပါတယ်ဒါကဒီကားထဲမှာအဓိကတရုပ်ဆောင်ရင်ငယ်ဘဝအနေဖြင့်ဒါတရုပ်ဆောင်ထားပါတယ်ဒါဒီကားရဲ့ကာရက်တာလေးကတော့ဒါကအင်းလေးမှာနေတဲ့အမေတစ်ခုသားတစ်ခုဘဝနဲ့နေတဲ့အမေကိုကူညီပြီးတော့ဈေးရောင်းပြီးနေတဲ့ကောင်လေးတယောက်ကခက်မမိုက်ကောင်လေးတယောက်နေရာကနေပြီးတော့တရုပ်ဆောင်ထားပါတယ်ဒီကားနဲ့ပတ်သက်ပြီးဒါအမှတ်တရရဲ့အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်အတားကြီးနဲ့တရုပ်ဆောင်ခဲ့ရတဲ့အတွက်အများကြီးရင်ခုန်မိပါတယ်ဒါပေမဲ့သူတို့အားလုံးကတားထင်တယ်လို့မဟုတ်ခဲ့ပါဘူးတော့အများကြီးကူညီပေးပါတယ်ဒါ item တွေချုံနေမြင်ရတာရှိရင်လည်းသူတို့တော့ကူညီပံ့ပိုးပေးခဲ့ရတယ်အများကြီးရှိပါတယ်အမှတ်တရအနေနဲ့တော့ဒါအခက်ခဲလို့လည်းပြောလို့ရမှာပေါ့ဒါအင်းလေးဒေတာနဲ့ဒါအလန့်ဝေးရတဲ့အတွက်ဒါလှေတော်မတက်နိုင်ဘူးပြီးတော့ရေကြောက်တဲ့ဒုက္ခလေးရှိရတယ်အဲဒုက္ခတွေကိုဒါတေချာအမှလေ့ကျင့်ယူခဲ့ရတယ်လှေလှော်တဲ့အချိန်မှာလည်းအချိန်ကြီးအများကြီးပေးပြီးတော့ရောက်တဲ့2ရက်လောက်တည်းကကြိုးပြီးတော့လှေလှော်လေ့ကျင့်ခဲ့တယ်စိတ်ရှည်လက်ရှည်နဲ့အင်းလေးသားကြီးတယောက်ရတော့လှေလှော်တင်မိတယ်တင်မိရဲ့ဦးလေးရိုလည်းအများကြီးကျေးဇူးတင်ပါတယ်ပြီးတော့ကိုယ်တိုင်မြောက်ဖို့လွယ်မကူအရန်ရှူကင်းတွေလှရဲဒေတာတွေကတောင်ကြီးတို့ဖော်လန်ခူးတို့အင်းလေးဒေတာတို့လည်းဒီရှူတင်အဖွဲ့နဲ့သူသွားနေရမယ်ရိုက်ကူးရတဲ့သွားနေရပေမဲ့လည်းခီးသွားနေရတယ်လို့ပဲခံစားရတယ်အရန်လည်းပျော်ရွှင်မှုကောင်းတယ်အဲ့လိုဒီလိုသွားခွင့်ရတဲ့အတွက်ရောဒီကားကြီးမှာတရုပ်ဆောင်ခွင့်ရတဲ့အတွက်ဒရိုက်တာဦးတာထက်တော့ဒါအများကြီးကျေးဇူးတင်ပါတယ်ဒီကားလေးမှာဒါကတော့အဲ့လိုပေါ့အကြောင်းတက်ခွင့်မရဘူးအမေတစ်ခုသားတစ်ခုဆိုတော့အမေကိုပြီးခန်းနေပြီးရောင်းပေးတယ်အဲ့လိုဘွားနဲ့နေနဲ့ဆီယာမတယောက်ကနေပြီးဒါကိုခွင့်နှမ်းပေးတဲ့အချိန်မှာအမေကသဘောတူတဲ့အတွက်ဒါအဲအကြောင်းကိုရောက်ဖြစ်သွားတယ်အဲ့လိုဇက်လေးဖြစ်ပါတယ်ဒါဒီတီရောတရုပ်ဆောင်လာပါတယ်ဒီဇက်ကားဆိုရင်တော့ဖြစ်ဒါဒရိုက်တာဦးတာထက်ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်ပြီးတော့အတားတွေအားလုံးဝိုင်းအတားကြီးတွေရောအားလုံးစုပေါင်းပြီးတရုပ်ဆောင်ထားကြတယ်ပြီးတော့နေရာစုံဒေသစုံမှာလည်းရိုက်ကူးထားတယ်ရှုခင်းနေရတယ်တော်တော်လှတယ်အားလုံးကအကောင်းဆုံးစူးစမ်းခဲ့တယ်ကျွန်တော်အားလုံးခွန်ဆိုင်စူးစမ်းပြီးပြင်ပန်းခဲ့တယ်အဲ့ဒါတွေကိုပြည်သက်တွေလည်းလာပြီးတော့ကြည့်ရှုဖို့မျှော်လင့်မိပါတယ်အားလုံးလည်းလာကြည့်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်